ဟိုးရှိရှိတုန်းကတာယာလှပတဲ့ရွာကလေးတစ်ရွာမှာဖိုးဆိုလို့ခေါ်တဲ့လူကလေးတစ်ယောက်ရှိခဲ့ပါတယ်။ဖိုးဆိုဟာညံကောင်းပြီးထွက်လက်ချက်ချပေမဲ့ကျောင်းတက်ရောက်သွားတော့အယံပြင်းတဲ့ကလေးဖြစ်ပါတယ်။နေမင်းကြီးထွက်လာလို့ငှက်ကလေးတွေတေးဆူနေချိန်မှာတခြားကလေးတွေကစားဟုတ်အိတ်ကလေးတွေလွှဲပြီးကျောင်းသွားဖို့ပြင်ဆင်နေကြပေမဲ့ဖိုးဆိုကတော့စောင့်ပုံထဲမှာပဲ꿰နေချင်ပါတယ်။သူ့ရဲ့အမေကဖိုးဆိုရေကျောင်းသွားဖို့ထတော့လို့လာနိုးတိုင်းသူဟာဘိုင်းနာတယ်ခေါင်းကိုက်တယ်ဆိုပြီးအကြောင်းပြချက်အမျိုးမျိုးပေးလေရှိပါတယ်။အမေဖြစ်သူကလည်းဖိုးဆိုကိုပညာတက်ကြီးဖြစ်စေခြင်းပေမဲ့ဖိုးဆိုကတော့စာသင်ခန်းထဲမှာငြိမ်ငြိမ်လေးထိုင်ပြီးစာသင်ရတာကိုကဘာမှအတင်းဆုံးအလုပ်လို့ထင်နေတာပါ။ဒီနေ့မှာတော့ဖိုးဆိုဟာကျောင်းမသွားပဲခိုးထွက်ခုဆုံးဖြတ်လိုက်ပါတယ်။အမေကဈေးသွားနေတော့သူဟာအိမ်နောက်ဖဲကနေတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။သူဟာရွာဘေးကတောအုပ်လေးကိုဖေးဝင်သွားပြီးလွတ်လပ်မှုကိုခံစားနေမိပါတယ်။ကျောင်းမှာစာအုပ်ထိုင်ဖတ်နေရမယ့်အစားဒီလိုမျိုးတစ်ပင်တွေကြားမှာကစားရတာကပိုကောင်းတယ်လို့သူတွေးနေတာပေါ့။နေရောင်ကြီးကတစ်ကိုင်းတွေကြားထဲကနေဖြာချနေပြီးလေးပြလေးတွေကဟိုရီပြားနားနေကြပါတယ်။ဖိုးဆိုဟာမျက်ခင်မြင်မော်မှာလှဲအိတ်လိုက်ရင်ဒီနေ့တော့ငါအတွက်အပျော်ဆုံးနေပဲလို့ရည်ရွယ်လိုက်ပါတယ်။ဒါပေမဲ့သူဟာရှေ့မှာဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့လုံးဝမသိသေးပါဘူး။ဖိုးဆိုတရားသူ့ရဲ့တဏိတာကိုဘလို့ဖြတ်တမ်းမလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။ဖိုးဆိုဟာမြက်ခင်းမြင်ပေါ်မှာခဏနားပြီးတဲ့နောက်တောအုပ်ထဲကိုဆက်လက်ရှောင်လန်းလာခဲ့ပါတယ်။လမ်းမှာသူဟာတစ်ကိုင်းတစ်ခုပေါ်မှာအလို့ရှုပ်နေတဲ့ပရစိတ်ကလေးတအုပ်ကိုတွေ့လိုက်ရပါတယ်။ပရစိတ်ကလေးတွေဟာသူတို့ကိုယ်တည်းကြီးမားတဲ့အစာတွေကိုအတူတူတည်ယူနေကြတာပါ။ဖိုးဆိုကသူတို့ကိုကြည့်ပြီးဟေးပရစိတ်တို့မင်းတို့လည်းငါလိုပဲကစားကြပါလားဘာလို့ဒီလောက်ပင်ပန်းအလုပ်လုပ်နေကြတာလဲလို့မေးလိုက်ပါတယ်ပရစိတ်ခေါင်းဆောင်ကဖိုးဆိုကိုကြည့်ပြီးအခုကအစာရှာရမယ့်အချိန်လေငါတို့အခုအလုံးမလုပ်ရင်မိုးထဲမှာအစာကျက်လက်ပြီးဒုက္ခရောက်လိမ့်မယ်ငါတို့မှာတင်ယူစရာတွေအများကြီးရှိသေးတယ်လို့ပြန်ပြောလိုက်ပါတယ်ဖိုးဆိုဟာပရစိတ်ရဲ့စကားကိုသဘောမပေါက်ပဲရှေ့ကိုဆက်လက်လျှောက်သွားပါတယ်မကြခင်မှာပဲပန်းပွက်လေးတွေစီကပြားရည်စုပ်နေပြားပတုတ်လေးတစ်ကောင်ကိုတွေ့ပြန်ပါတယ်ဖိုးဆိုကပြားလေးရဲ့မင်းလဲကြောင်းမသားရဟဲလွတ်လပ်နေတာပဲငှက်တဲ့ကစားရအောင်လေလို့ခေါ်လိုက်ပါတယ်ပြားလေးကတဝီဝီမိညွန်းငါအားမရဘူးလူကလေးရဲ့ငါကပြားရည်ဒီဆူဆောက်ရအောင်မယ်တန်းနေရဲ့အကြောင်းကိုလည်းလေ့လာရအောင်မယ်အချိန်ကိုအလားဟတ်သက်ဘူးဖြုံးချင်ဘူးလို့ပြောပြီးပြန်ထွက်သွားပါတယ်ဖိုးဆိုဟာတရိတ်ဆန်လေးတီတောင်သူတို့အလုပ်နဲ့သူတို့အလုပ်ရှုပ်နေကြတာကိုကြည့်ပြီးအံ့ဩနေမိပါတယ်လူတိုင်းဟာတခုခုကိုစူးစမ်းနေကြပေမဲ့ဖိုးဆိုကတော့ဘာကိုမှမလုပ်ချင်ပဲရှောက်လည်နေတာပါနေမင်းကြီးကတဖြည်းဖြည်းမြင့်တက်လာပြီးပတ်ဝန်းကျင်ကပိုပြီးပူပြင်းလာပါတော့တယ်။အဖော်မရှိတဲ့ဖိုးဆိုဟာစတင်ပြီးပြင်းရီလာတယ်လို့ခံစားလာရပါတယ်။နေပူရှင်ကပိုပြင်းလာတာကြောင့်ဖိုးဆိုဟာချောင်းသားကတစ်ပင်ရိပ်ကြီးတစ်ခုအောက်မှာဝင်နာလိုက်ပါတယ်။အဲ့ဒီအချိန်မှာချောင်းဆက်ကကြောက်တုံးပေါ်မှာငိမ့်ငိမ့်လေးနားနေတဲ့ဖားတစ်ကောင်ကိုတွေ့လာရပြန်ပါတယ်။ဖိုးဆိုကဟောဒီမှာတော့အဖော်ရပြီ။ဒီဖားလေးကတော့ငါ့လိုပဲဘာမှမလုပ်ခင်နားနေတာပဲလို့ဝမ်းသာအားရတွေးလိုက်ပါတယ်။ဒါနဲ့သူကဖားလေးနားကိုဒိုးသွားပြီးဟေးဖားလေးမင်းလဲကြောင်းတက်ရမှာပြင်းလို့ထွက်လာတာလားငါတို့အတူတူကစားရအောင်လေလို့ပြောလိုက်ပါတယ်ဒါပေမဲ့ဖားလေးကဖိုးဆိုကိုမျက်လုံးအဝိုင်းသားနဲ့ကြည့်ပြီးမဟုတ်ဘူးလူကလေးရဲ့ငါကအခုအစာဖမ်းဖို့တင်းနေတာရေထဲမှာဘယ်လိုကူးရမလဲရန်သူလာရင်ဘယ်လိုဖုံးရမလဲဆိုတာကိုငါအဖေစီမှာသင်ကြားနေတာပါပညာမရှိရင်ငါဘဝကအန်ဒီရရှိတယ်လေလို့ပြန်ပြောလိုက်ပါတယ်ပြီးတာနဲ့ဖားလေးကရေထဲကိုဘွမ်းခနဲ့ခုန်ဆင်းသွားပါတော့တယ်ဖိုးဆိုဟာတယောက်တည်းကြံရက်ပြီးစဉ်းစားကန်ဝင်လာပါတယ်ပရက်စိတ်လည်းအလုံးလုံးတယ်ပြားလေးလည်းအလုံးလုံးတယ်ဖားလေးတောင်မှသူ့ဘဝအတွက်ပညာသင်နေတာပဲလို့တွေးမိလာပါတယ်ဒေါအုပ်ထဲကတတော်ဝါတိုင်းမှာတာဝန်ကိုစီရှိနေကြတာကိုသူသတိပြုသွားပါတယ်ဖိုးဆိုရဲ့စိတ်ထဲမှာတခုခုလိုနေသလိုခံစားလာပြီးကျောင်းကတငယ်ချင်းတွေကိုသတိရလာပါတယ်ကျောင်းမှာဆိုရင်အခုအချိန်ဟာတငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါပါစာသီးစာကုန်ရင်းနေကြမယ့်အချိန်ဖြစ်မှာပါဖိုးဆိုဟာသူ့ရဲ့အပြင်းစိတ်ကြောင့်အဖော်မဲ့နေရတာကိုစတင်နားလည်လာပါတော့တယ်။ဖိုးဆိုဟာတစ်ပင်ရိပ်အောက်မှာတယောက်ထဲထိုင်နေရင်ဗိုက်စာလာတာကိုသတိထားမိလိုက်ပါတယ်။အင်္ဂါထွက်လာတော့ကဘာမှမယူလာခဲ့မိတယ်လို့အခုတောထဲမှာလည်းသူ့ကိုထမင်းကျွေးမဲ့သူမရှိပါဘူး။ကျောင်းမှာဆိုရင်တော့အခုချိန်ဟာတငယ်ချင်းတွေနဲ့အတူမုံဆောင်နာချိန်ထစ်နေလောက်ပါပြီ။တငယ်ချင်းတွေတပြောတပွားစားတော့ရင်စော့ကစားနေကြမဲ့ပုံရိပ်တွေကိုမြင်ရောင်လာတဲ့အခါဖိုးဆိုရဲ့စိတ်ထဲမှာအထီးကျန်မှုကပိုပြီးကြီးစိုးလာပါတယ်။သူဟာကျောင်းပြင်းလို့ထွက်လာခဲ့ပေမဲ့တကယ်တမ်းကျတော့ကျောင်းထက်ပျော်စရာကောင်းတဲ့နေရာမရှိဘူးဆိုတာကိုစတင်ခံစားလာရပါပြီ။အဲ့ဒီချိန်မှာပဲတောအုပ်ထဲကတစ်ပင်အိုကြီးတစ်ပင်ပေါ်မှာနားနေတဲ့ဇီးကွက်အဖိုးကြီးတစ်ကောင်ကိုသူတွေ့လိုက်ရပါတယ်။
ဇီးကွက်အဖိုးကြီးဟာမျက်မှန်ကြီးတက်ပြီးတရွက်ပေါ်ကစာရီကိုဖတ်နေတယ်လို့ပါပဲဖိုးဆိုကအန်အိုးတကြီးနဲ့အဖိုးဇီးကွက်အဖိုးကဘာလို့စာဖတ်နေတာလဲလို့မေးလိုက်ပါတယ်ဇီးကွက်အဖိုးကြီးကခေါင်းကိုဖြည်းဖြည်းချင်းလှည့်ကြည့်ပြီးပညာဆိုတာအလင်းရောင်ပဲလို့ကလေးရဲ့ပညာရှိမှလောကကြီးအကြောင်းကိုသိမယ်အမားနဲ့အမှန်ကိုခွဲခြားနိုင်မယ်ပညာမရှိတဲ့သူဟာမှောင်မိုက်တဲ့တောအုပ်ထဲမှာလမ်းပြောင်နေတဲ့သူနဲ့တူတယ်လို့လေးလေးနက်နက်ပြောပြပါတယ်ဖိုးဆိုဟာဇီးခွက်အဖိုးကြီးရဲ့စကားကြောင့်ရင်ထဲမှာစိတ်ခနဲဖြစ်သွားပါတယ်သူဟာကျောင်းကိုအမုန်းဖုံးနေရလို့တတ်မှတ်ထဲပြီးမြင်တကယ်တော့ကျောင်းဟာသူ့ဘဝအတွက်အလင်းရောင်ပဲနဲ့နေရမှန်းအခုမှသဘောပေါက်လာပါတော့တယ်ဖိုးဆိုဟာဇီးခွက်အဖိုးကြီးရဲ့စကားတွေကိုကြားပြီးနောက်တိတ်ဆိတ်စွာညှိမ်သက်သွားပါတယ်။သူ့စိတ်ထဲမှာနှောင်းတဲတွေတရိပ်ရိပ်တက်လာပါတော့တယ်။ငါဟာကျောင်းသွားရမှာပြင်းပြီးလွတ်လပ်မယ်ထင်လို့ထွက်လာခဲ့ပေမဲ့တကယ်တော့ငါဟာအတိပညာမဲ့တဲ့လမ်းမောက်ပေါ်ကိုရောက်နေလာပဲလို့သူတွေးမိသွားပါတယ်။ဘီယူစိတ်ကလေးတွေနဲ့ပြားလေးတွေနဲ့ဖားကလေးတောင်မှသူတို့ဘဝအတွက်ကြိုးစားအားထုတ်နေကြချိန်မှာသူကတော့အဖိုးတန်တဲ့အချိန်တွေကိုဖြုံးတိနေရတာပါ။နေမင်းကြီးကတဖြည်းဖြည်းဆောင်းလာပြီးတောအုပ်ထဲမှာအရိပ်တွေရှေ့လာပါပြီ။ဖိုးဆိုဟာအိမ်ကိုပြန်ကျင်စိတ်တွေတဖွာဖွာဖြစ်ပေါ်လာပါတယ်။အဲ့ဒီချိန်မှာပဲတောလန်တိုင်းလျှောက်လိုက်ရင်လမ်းကွေးတစ်ခုမှသူလမ်းပြောက်သွားပါတယ်။ဘဲဘက်ကိုသွားရမလဲညာဘက်ကိုသွားရမလဲဆိုတာသူမဝေခွေးတတ်တော့ပါဘူး။လမ်းညွန်ဆိုင်ပုတ်တစ်ခုရှိနေပြီမဲ့ဖိုးဆိုဟာစာကိုတေချာမတင်ခဲ့တာကြောင့်ပါရေးထားမှမသိပဲဖြစ်နေပါတယ်။အော်ငါသားเจ้าမှာစာကိုကြိုးကြိုးဆဆတင်ယူခဲ့ရင်အခုလိုလမ်းပြောက်မှာမဟုတ်ဘူးလို့သူညှိတွားလိုက်ပါလေအမောင်တို့ကစတင်စိုးမိုးလာကြောင်းဖိုးဆိုဟာကြောက်စိတ်တွေဝင်လာပါတော့တယ်စာမတတ်ချင်းရဲ့အကျိုးဆက်ကိုသူလက်တွေ့ခံစားနေရပါပြီဝေးလံတွင်နေရာကနေတောကောင်တွေရဲ့အော်တန်တွေကိုကြောင်းနေရတာကြောင့်ဖိုးဆိုဟာငိုချင်းစိတ်ကိုအောင့်ထားရင်လမ်းမှန်ကိုရှာဖွေဖို့ကြိုးစားနေရပါတယ်ပညာဆိုတာဘဝအထွတ်ဘလောက်အရေးကြီးလဲဆိုတာကိုအခုမှကောင်းကောင်းကြီးနားမလည်သွားခဲ့ရပါပြီ။ဖိုးစုံဟာကြောက်ကြောက်လန့်လန့်နဲ့လမ်းမှန်ကိုရှာနေထုံးပါမယ်။အဝေးကနေမီးအလင်းရောင်လေးတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်။အဲ့ဒီအလင်းရောင်ရှိရာကိုအားကိုတချီနဲ့ပြေးသွားတဲ့အခါမှာတော့တောဆက်ကတဲအိမ်လေးတစ်လုံးကိုရောက်သွားပါတယ်။အဲ့ဒီတဲလေးထဲမှာအဖိုးအိုတယောက်ဟာစာအုပ်တအုပ်ကိုဖတ်နေတာကိုတွေ့လိုက်ရပါတယ်။ဖိုးစုံကအဖိုးကျွန်တော်လမ်းပြောင်းနေလို့ပါရွာကိုပြန်ချင်းနဲ့ကူညီပါအောင်လို့တောင်းပန်လိုက်ပါတယ်အဖိုးကပြုံးဒီလမ်းညွန့်ဆိုင်ဘုတ်မှာရေးထားတာမဖတ်တတ်ဘူးလားလူကလေးလို့မေးပါတယ်ဖိုးဆိုကရှက်ကိုရှိုင်းနဲ့ခေါင်းနှုံပြီးကျွန်တော်ကြောင်းပြင်းလို့စာမတတ်ပါဘူးအဖိုးလို့ဝန်ခံလိုက်ပါတယ်အဖိုးကတပြင်းခါပြီးစာမတတ်ရင်တမားခိုင်းတာပဲလုပ်ရမယ်ဘယ်ကိုသွားရမလဲဆိုတာတော့ကိုယ်တိုင်မသိနိုင်ဘူးပညာဆိုတာမင်းကိုလမ်းမှန်ပြမယ်မီးပုံပဲလို့ဆုံးမှာပါတယ်အဖိုးအိုကဖိုးဆိုကိုထမင်းကျွေးပြီးလမ်းပြပေးခဲ့ပါတယ်။လမ်းတစ်လျှောက်မှာအဖိုးအိုကပညာရှိတွေရဲ့အကြောင်းလောကကြီးရဲ့အံ့ဩစရာကောင်းတဲ့အကြောင်းတွေကိုပြောပြတဲ့အခါဖိုးဆိုဟာစိတ်ဝင်စားနားထောင်နေမိပါတယ်။သူဟာအရင်ကကျောင်းမှာသင်ရတဲ့စာတွေကိုညီးငွေ့စရာလို့ထင်ခဲ့ပေမဲ့အခုတော့အဲ့ဒီစာတွေကဘလောက်စိတ်ဝင်စားကိုကောင်းမှန်းသိလာပါတယ်။ရွာဦးကျောင်းရဲ့ခေါင်းလောင်းတန်ကိုအဝေးကနေကြောက်လိုက်တဲ့အခါဖိုးဆိုဟာဝမ်းသာလွန်းလို့မျက်ရည်တောင်ဝဲလာပါတော့တယ်။အိမ်ကိုပြန်ရောက်ရင်အမိကိုတောင်းပန်ပြီးကြောင်းမှန်မှန်တက်တော်မဲလို့သူအခိုင်အမာဆုံးဖြတ်ချက်ချလိုက်ပါတယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့ဖိုးဆိုဟာအမေနိုးစရာမလိုပဲအိပ်ရာကနေစောစောစီးစီးထလိုက်ပါတယ်။သူဟာမျက်နှာတဲ့သွားတိုက်ပြီးတာနဲ့ကြောင်းဝစ်စုံကိုတေးတေးတက်တက်ဝစ်စင်လိုက်ပါတယ်။အမေဖြစ်သူကဖိုးဆိုရဲ့ပြောင်းလဲမှုကိုကြည့်ပြီးအံ့ဩနေစင်ပါပဲ။ဖိုးဆိုကအမေဒါအရင်ကကြောင်းပြင်းခဲ့တာတွေကိုတောင်းပန်ပါတယ်အခုကစပြီးဒါစာကိုစူးစမ်းတော့မယ်လို့ကတိပေးလိုက်ပါတယ်အမေကဝမ်းသာလို့ဖိုးစုပ်ကိုဖတ်ထားပြီးပညာတက်ကြီးဖြစ်အောင်စူးစမ်းပါသားလီယာလို့အားပေးစကားပြောလိုက်ပါတယ်ဖိုးစုပ်ကျောင်းကိုရောက်တဲ့အခါမှာတော့တငယ်ချင်းတွေနဲ့အတူပျော်ပျော်ပါပါစတင်ကြပါတယ်ဆီယာမတင်ပြောက်ကိုလည်းစိတ်ဝင်စားတစားနားထောင်ပြီးမတိတာတွေကိုမေးမြန်းပါတယ်အရင်ကညီးငွေစရာလို့ထင်ခဲ့တဲ့စာတင်ခန်းဟာအခုတော့ဘ ഹു တုဒတွေနဲ့ပြည့်နှက်နေတဲ့ရေနာတိုက်ကြီးတစ်ခုလိုထင်နေပါပြီဖိုးဆိုးဟာကျောင်းစင်းချိန်မှာပယုတ်စိတ်လေးတွေနဲ့ပြားလေးတွေကိုတွေ့တဲ့အခါသူတို့ကိုပြုံးပြီးရင်ကျေးဇူးတင်ပါတယ်တငယ်ချင်းတို့မင်းတို့ကြောင့်ငါပညာရဲ့တန်ဖိုးကိုသိခဲ့ရပြီလို့တိုးတိုးလေးပြောလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးဖိုးဆိုးဟာရွာမှာအတော်ဆုံးနဲ့အကျိုးစားဆုံးကျောင်းသားလေးဖြစ်လာပါတော့တယ်ပညာတတ်မှသာမိမိဘဝကိုတောက်ပအောင်တိဆောက်နိုင်မယ်ဆိုတဲ့အသည့်ဟာဖို
ဖိုးဆိုးရဲ့ရင်ထဲမှာအမြဲတမ်းကိန်းအောင်နေပါတော့တယ်ဒါဟာကြောင်းပြင်းတဲ့လူကလေးကနေပညာလိုလားတဲ့လူတော်လေးဖြစ်လာတဲ့ပုံမြင်လေးပဲဖြစ်ပါရဲ့